ဇနီးတဲ့ဟာအရေးပြားလေးပဲနာဖြစ်နေချိန်မှာစွန့်ခွာမသွားဘဲနဲ့ပြုစုဆောက်ရှောက်နေလို့ချီကျူးခံနေရတဲ့အမျိုးသားအရေးပြားလေးပဲနာယောဂဖြစ်နေတဲ့ဇနီးကိုမစွန့်လို့ပဲအနားမှာ9နှစ်နေကပြုစုနေလို့သစ္စာရှိဆုံးယောက်ျားဖြစ်ချီကျူးခံနေရတာကအခုမြင်နေရတဲ့ကိုရန်နိုင်အောင်ပါအားလုံးသိကြတဲ့အတိုင်းခုခေတ်မှာတော့အမျိုးသားတော်တော်များဟာအိမ်ကချစ်ဇနီးကိုရိုးအီလာလို့စတဲ့အကြောင်းတွေကြောင့်ပုံစံမျိုးစုံနဲ့နာမည်လင်းကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းကိုရန်နိုင်အောင်ဟာအရေးပြားလေးပဲနာဖြစ်ကမလားမပဖြစ်နေပေမဲ့ဇနီးကိုချစ်ချင်းမြတ်တာတစ်စက်ကလေးမှမပြည့်ရွှဲမဲနဲ့တစ္ဆာတရားအပြည့်နဲ့ပြုစုဆောက်ရှောက်ပေးနေလို့မြန်မာနိုင်ငံမှာလေးစားတိုက်တဲ့အိမ်အောင်ရှင်ဖြစ်ချစ်ချူးခံနေရတာဖြစ်ပါတယ်။ကိုရန်နိုင်အောင်ဟာဇနီးတဲ့ရဲ့စိတ်ကူးသားစေရဖို့အတွက်ငါးရှာဖားရှာသူရင်းကစတဲ့ကြုံရကြပန်အလုပ်တွေနဲ့ရှာဖွေရင်းနေဇနီးတဲ့ကိုစိတ်ကူးသားပေးနေတာပါ။ကိုရန်နိုင်အောင်ဟာသူ့ဘဝမှာဖြစ်ချင်ဆုံးဆန္ဒတစ်ခုဟာဇနီးတဲ့ခံစားနေရတဲ့ယောဂဝေဒနာဆိုပျောက်ကင်းသက်သာသွားတာကိုမြင်ချင်တာဖြစ်ပြီးဇနီးတဲ့ယောဂဝေဒနာပျောက်ကင်းသွားမယ်ဆိုရင်သူ့ဘဝကြီးကပြည့်စုံပါပြီလို့ကိုရန်နိုင်အောင်ကဆိုပါတယ်